တစ်ချက်ခုံးနှစ်ချက်ပြက်အနေနဲ့ကိုယ့်ရဲ့ English skill တွေတိုးတက်လာမယ်အထူးသဖြင့်ဆယ်ကျော်သက် make လေးတစ်ယောက်အနေနဲ့ဘဝကိုတိုးတက်ပြောင်းလဲဖို့ lifestyle tips တွေ glow at journey တွေ business tips တွေဒါတွေကိုပါတစ်ခါတည်းသင်ယူလေ့လာခြင်းကြရဟုတ်ဆိုလို့ရှိရင်တော့ဒီ video လေးမှာ speed ကိုသက်ရှိကြည့်ပြနေတဲ့ YouTube channel လေး3ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးတစ်ယောက်ကကျတော့ Leila Hormozi ပေါ့နော် The biggest lie keeping you stuck is the belief that this is just who I am. Here's the thing. Your identity is not fixed. It's built from stories, from habits, from emotions that served an old version of you. သူကအခုဆိုလို့ရှိရင် million ပေါင်းများစွာတန်တဲ့ acquisition.com ဆိုတဲ့ company တစ်ခုကို founder တယောက်အနေနဲ့ဆက်လက်ရပ်တည်နေပြီးတော့ woman entrepreneur တွေမှာဆိုလို့ရှိရင်တကယ်လေးစားအားကြရတဲ့သူတစ်ယောက်ပါဘာလို့ဆိုတော့သူခုလက်ရှိဒီအခြေအနေကိုဘယ်လိုရအောင်လုပ်လာလဲဆိုတော့သူ့ရဲ့ channel လေးရဲ့မှာလည်းမျှဝေပေးထားရဲ့ top 1% တွေကဘယ်လိုမျိုးတွေးလဲ time management ဘယ်လိုလုပ်မလဲဘယ်လိုမျိုး glow up ဖြစ်မလဲဘယ်လိုမျိုး conference ရှိအောင်နေမလဲစရဲပေါ့နော်ကိုရီအတွက်တကယ်လိုအပ်နေတဲ့ content တွေကို sharing လေးလုပ်ထားဖြစ်တဲ့အတွက်ကိုယ့်အတွက်ဒီ channel လေးကတော့တကယ် subscribe လုပ်တဲ့ channel လေးပါပဲเนาะဒုတိယတစ်ယောက်ကတော့ Cody Sanchez ပါအဲ့တော့သူကအဓိက business ဘိုင်းကိုသွားတာများတယ်ပေါ့နော် business တစ်ခုဘယ်လိုလုပ်မလဲဘယ်လိုမျိုး strategies သုံးမလဲဘယ်လိုမျိုး invest လုပ်မလဲအစရှိတဲ့ဒါကို sharing လုပ်တာများတယ်အဲ့တော့ကိုယ့်အနေနဲ့တစ်ချိန်ချိန်မှာ business တစ်ခု range နဲ့ business woman တစ်ယောက်ဖြစ်ချင်နေဆိုလို့ရှိရင်တော့ဒီအမပြောတာကိုနားထောင်လိုက်ပေါ့နော် 3 businesses I would never buy. Number 1, restaurants. They ain't for making money. The numbers don't lie. The average small business in the US sells for around 800K. The average restaurant, 198K. နောက်ဆုံးတစ်ယောက်ကတော့ The Resist လေးပါ personal therapy လို့တော့တင်စားလို့ရအောင်အပြောရည်နဲ့ကိုယ့်ရဲ့ဘဝကိုလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ပါအဲ့တော့သူကတော့ speed favorite ပါသူက strong woman တစ်ယောက်ဖြစ်တယ်ပေါ့နော်အောင်လေးနေရပျော်ရွှင်အောင်လေးထားတယ်ပတ်စံလေးရှာနိုင်တယ်ဒါရင်းနဲ့ပြည့်စုံနေတဲ့သူတစ်ယောက်ပါဒီပေါ့နော် speed ပထမဆုံးကြည့်ဘူးတဲ့ this video will train your life ဆိုတဲ့ video လေးကတကယ်ကို speed ဘဝကိုပြောင်းလဲစေခဲ့ mind blowing ဖြစ်သွားစေခဲ့ပေါ့နော်အဲ့တော့အဲ့မှာသူက speed favorite role model ဖြစ်သွားတာပေါ့နော်အခုအနေနဲ့ mindset ကို change ခြင်းနဲ့ confident ဖြစ်အောင်ရှိအောင်နေခြင်းနဲ့ကိုယ့်ရဲ့ mindset ကိုပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီ resist link ကတော့ subscribe လုပ်တဲ့ YouTube channel ပါပဲ How do you know that what is happening to you right now is bad? Maybe you want that job. Maybe you want that guy. Maybe you want that business. But maybe that thing will completely destroy you. And that's why you're not getting it. And you might feel like, oh, I feel so bad because this is what I wanted, but you're actually being protected. You are gonna get something so much better afterwards, but you don't see that coming right now. So how do you know it's bad? Maybe it's the best thing that could have ever happened to you. အဲ့တော့ comment မှာလည်းရေးခဲ့ပါကိုတခြားဘယ် YouTube channel တွေကနေသင်ယူနေလဲဆိုတာကိုလည်းမျှဝေပေးခဲ့ပါအောင်အဲ့တော့ဒီလိုမျိုး video လေးကိုဆက်ပြီးတော့ကြည့်နေတယ်ဆိုလို့ရှိရင်တော့ like and follow လေးလုပ်ခဲ့ပေးဖို့လိုပါမယ်เนาะဆိုတော့ bye 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 thank you for watching see you in the next video